သနာအလင်းဆောင်အောင်မြေဆရာတော်ဒေါက်တာအရှင်မာဂိနာဓမ္မစရိယအရှင်သူမြတ်အားအိန္ဒိယနိုင်ငံကလကတ္တာမြို့အပြည်ပြည်ဆိုင်ရာအရှိတိုင်းမွေနှင့်သုတေသနဆိုင်ရာတက္ကသိုလ်ကြီးမှာ PhD ပါရဂူပွဲတစိတ်တော်စက္ကန့်ပူဇော်ခြင်းအထိမ်းအမှတ်ဂုဏဝိသိချဂုဏ်ပြုပူဇာမင်္ဂလာပွဲသဘင်ကြီးအတွက်ဂီတဆာဆူကေတုဝင်းထုရေးသားဆက်ဆိုပြီးဒေသရှင်ကေတုဝင်းထုနှင့်ဒေသရှင်မိသက်ထားဆွေတို့တီဆိုပူဇော်အပ်ပါတော့ဓမ္မပူဇာတီးများဖြစ်ပါတယ်ရှင်ရှိပြောအောင်ကြီးဆရာတော်ဖယားဘုန်းကြီးပါစေတော်တုပတိပန္နောကိုပါတော်တန်ခါကုံတော်ဧကံတီတော်တန်ခါတော်မဟောသာသနာတော်အကျိုးထမ်းဖို့တဲ့အာဇာနည်တော်တောင်းတွင်မောင်ပါစေဟောဒီစာထင်းလင်းထုတ်ခေါင်ကြမကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့နယ်စစ်တားအုပ်စုကိုးစာခင်းကျေးရွာနေခမဲတော်ဦးဩမေတော်ဒေါ်ရွှေတို့ရဲ့မွေးချင်း6ယောက်ထဲမှာပါဦးရတနာအဖြစ်မွေးဖွားတန့်စင်ခဲ့တဲ့သာသနာအလင်းဆောင်အောင်မြေဆရာတော်ဒေါက်တာအရှင်မာဂိနာဓမ္မစရိယအရှင်သူမြတ်ရဲ့လို့ထေရဝါဒဗုဒ္ဓသာသနာအရှိခန့်တည်တံ့စီဟုသာသနာအကျိုးဘာသာအကျိုးတို့စွမ်းစွမ်းတမန်ထမ်းရွက်သေးဘူးနေတဲ့သာသနာအာဇာနည်တစ်ပါးပေါ်ထွန်းလာခဲ့ပါလေခင်ဗျာသုပတိပန္နောကိုပါတော်တန်ခါကုံတော်ဧကံတီတော်တန်ခါတော်တောင်းတွင်မောင်ပါစေထူတဲ့ထေမြတ်မဟောသာသနာတော်အကျိုးထမ်းဖို့တဲ့အာဇာနည်တော်တောင်းတွင်မောင်ပါစေဟောဒီစာထင်းလင်းထုတ်ခေါင်ကြမွေးရဲ့မြေအညာတိတောက်ခေါတကူဖျားလင်းနဲ့ပိုးစာကင်းနဲ့အမြည်ထင်းပေါ်မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးကနော်သူရောစီဆရာတော်များထင်ရှားကြော်ကြားထွန်းပေါ်တပါအပါအဝင်တော်မချကန်ဝင်းအကျော်ဝေတော်အမည်ကထူးခြားကဘာကျော်သာသနာအလင်းဆောင်အောင်မြေဆရာတော်ဒေါက်တာအရှင်မာဂိနာဓမ္မစရိယအကျော်ခုနဝိသိတာဂုဏ်ပြုပူဇာမင်္ဂလာပွဲသဘင်တော်ဆရာတော်ငယ်စဉ်ဘဝအစကိုးစာခင်းဆရာတော်ဗဒ္ဒနာပညိဏနဲ့စီပင်သာယာကျောင်းဆရာတော်အရှင်သီဝလိတို့ထံအခြေခံပညာသင်ယူကမြို့ကြီးနဂရာစာသင်တိုက်ကြီးများစွာမှာပညာသင်ယူကြိုးစားခဲ့ပြီးပရိယစာပေများကိုလေ့လာရင်းအားထုတ်ရင်းသီရိလင်္ကာနိုင်ငံအိန္ဒိယနိုင်ငံ
ထိုင်းနိုင်ငံတက္ကသိုလ်များမကြမ်းပြည်ပနိုင်ငံများအထိပညာသင်ယူတာအပြည့်စုံဘွဲ့များဖြစ်တဲ့ BAMA မကဘာရဂူဘွဲ့ဒေါက်တာဘွဲ့ယူရမယ်စူးစမ်းသင်ယူခဲ့ရာသာသနာအလင်းဆောင်အောင်မြေဆရာတော်ဒေါက်တာအရှင်မာဂိဏဓမ္မစရိယအရှင်သူမြတ်ဟာအိန္ဒိယနိုင်ငံကလကတ္တာမြို့အပြည်ပြည်ဆိုင်ရာရှေ့တိုင်းအမွေအနှစ်သုတေသနဆိုင်ရာတက္ကသိုလ်ကြီးမှာ PhD ပါရဂူဘွဲ့တစ်စိတ်တော်စက္ကလူရန်ချင်းခံခဲ့ရပါတယ်ခင်ဗျာမွေရဲ့မြေအညာတိတာခေါ်တကူဖျားလေးနဲ့ပိုးစားကင်းနဲ့အမြင့်ချင်းပါမကွေးတိုင်းဒေသကြီးတောင်တွင်းကြီးကနော်သူရောစီဆရာတော်များထင်ရှားကြော်ကြားထွန်းပေါ်ကဘာအပါအဝင်နော်မချာကန်ဝင်းအကျော်ဝေရောအမိကထူးခြားကဘာကျော်သာသနာအလေးဆောင်အောင်ကြီးဆရာတော်ဒေါက်တာအရှင်မာဂိဏဓမ္မစရိယအကျော်ကုဏဝိသိဋ္ဌာဂုံပြုပူဇာမင်္ဂလာပွဲသဘင်တော်တောင်းတွင်တွေဘွားလေးလက်ချေစီများပေါ်ထေရှားကြောကြထူးကြလောလာသနောတောင်းတွင်တွေဘွားလေးလက်ချေစီများပေါ်ထေရှားကြောကြထူးကြလောလာသနောပေးလေးပင်ရှင်လေးပါတောင်းတွင်ကဆရာတော်တောင်းတွင်ကဆရာတော်ရှင်ဥက္ကဋ္ဌဆရာတော်ဖျားတောင်းတွင်ကထွန်းပေါ်တောင်းတွင်ကထွန်းပေါ်မကာရလောပါကျော်တောင်းတွင်ကဆရာတော်တောင်းတွင်ကဆရာတော်ကဘာကျော်ချမ်းမြေဆရာတော်တောင်းတွင်ကထင်ပေါ်တောင်းတွင်ကထင်ပေါ်တဘဝသာသနာကျမ်းပြုအကျော်ရှင်ကိုတိတကျော်တောင်းတွင်ကဆရာတော်ကျမ်းတတ်တဲ့ဟန်တော်မြတ်တွေဂုံတည်းပြည့်တဲ့တောင်းတွင်မောင်မစင်းမွေးရဲ့မြေပါကျော်သာသနာအယောင်လင်းစေတဲ့တောင်တွင်းနယ်ရဲ့လင်းလက်ကျဲများစွာထဲမှာကျမ်းတတ်တဲ့ယဟန်တော်မြတ်တွေဖြစ်တဲ့ပေလေးပင်ရှင်လေးပါကြော်ကြားလာတယ်လို့ရှင်ဥက္ကဋ္ဌဆရာတော်မက္ကာရလောပအကျော်ဆရာတော်ကဘာကျော်ချမ်းမြေဆရာတော်ဘုရားကြီးနဲ့တဘဝသာသနာကျမ်းပြုအကျော်အရှင်ဂောတိတဆရာတော်ဘုရားကြီးတို့ဟာတောင်တွင်းမောင်မစင်းရဲ့လို့ထင်ပေါ်ကြော်ကြားခဲ့တဲ့အောင်မြေဆရာတော်ဒေါက်တာအရှင်မာဂိဏဓမ္မစရိယနေလက်ဓမ္မကတိကကမ္မထာနစရိယအရှင်သူမြတ်ရဲ့မွေးရဇာတိမြေတောင်တွင်းနယ်ကပဲဖြစ်ခဲ့ပါတယ်ခင်ဗျာတောင်တွင်တွေဘွားလေးလက်ချေစီများပေါ်ထေရှားကြောကြထူးကြလောလာသနောတောင်တွင်တွေဘွားလေးလက်ချေစီများပေါ်ထေရှားကြောကြထူးကြလောလာသနောပေးလေးပင်ရှင်လေးပါတောင်တွင်ကဆရာတော်တောင်တွင်ကဆရာတော်ရှင်ဥက္ကဋ္ဌဆရာတော်ဖျားတောင်တွင်ကထွန်းပေါ်တောင်တွင်ကထွန်းပေါ်မကာရလောပါကျော်တောင်တွင်ကဆရာတော်တောင်တွင်ကဆရာတော်ကဘာကျော်ချမ်းမြေဆရာတော်တောင်တွင်ကထင်ပေါ်တောင်တွင်ကထင်ပေါ်တဘဝသာသနာကျမ်းပြုအကျော်ရှင်ကိုတိတကျော်တောင်တွင်ကဆရာတော်ကျမ်းတတ်တဲ့ဟန်တော်မြတ်တွေဂုံတည်းကျင့်တဲ့တောင်တွင်မောင်မစင်းမွေးရဲ့မြေမှာကျော်
စီသောဆရာတော်ဖယားကျမ်းမာပါစေသောအောင်မြင်ဆရာတော်ဖယားချမ်းသာပါစေသောဆရာတော်ဖယားအသက်ရာကျော်ရှိပြောင်းအောင်မြင်ဆရာတော်ဖယားဂုဏ်ကြီးပါစေသောဆရာတော်ဖယားကျမ်းမာပါစေသောအောင်မြင်ဆရာတော်ဖယားချမ်းသာပါစေသောဆရာတော်ဖယားအသက်ရာကျော်ရှိပြောင်းအောင်မြင်ဆရာတော်ဖယား